ဒုံပြန်ပြစ်လက်နဲ့တလက်ဖြင့်ဒုံပြန်တတန်ကိုပြစ်လွတ်လိုက်ပါကအလားတူအမြန်နှုံးဖြင့်လိုက်ပြီးထိုဒုံပြန်ကိုဖမ်းယူလိုက်မလားတင်သည်တနာရီလျံ183မိုင်ထပ်ပို့သောအမြန်နှုံးဖြင့်ပြီးရမည်ဖြစ်ပြီး၎င်း၏ရှေ့ဘက်မှစုပ်ကိုင်ယူရမည်ဖြစ်သည်တို့ရတွင်ဤသို့ပြုရန်အလွန်ခက်ခဲလိမ့်မည်ရင်းအစားတင်သည်ဒုံပြန်ကိုကြော်တက်ပြီးဖင်ကြားညက်ထားနိုင်သည်ချို့သည်မာရသွန်ပြီးပြိုင်ပွဲမတိုင်မီသူတို့၏ခြေထဲများကိုရည်ရွယ်ချက်ရှိဖယ်ရှားလေရှိသည်ဤသို့ပြုလုပ်ရခြင်းမှာနာရီပေါင်းများစွာမရက်မနာပြေးနေစဉ်ခြေသေးများသည်ဖနက်နှင့်ထက်ခါတလဲလဲထိခိုက်မိပြီးနာကျင်မှုကိုခစ်စေနိုင်သောကြောင့်ဖြစ်သည်အချို့သောအလွန်အမြင့်စွန့်စားပြေးသူများသည်ပုတ်တိုက်အားကောင်းစေရန်အရေးပြားနှင့်ကြွက်သားအထိဖယ်ရှားသည့်အထိပြုလုပ်ကြသည်ကြောင်တကောင်သည်အလွန်မြင့်မာသောအဆောက်အဦမှကျသည်အဖွားအိုတဦးကိုလူရက်နေသည့်ရာဇဝတ်သားတဦးပေါ်ထိခိုက်မိခဲ့သည်ထိခိုက်မှုထမ်းကြောင့်သူ၏လက်ထဲကတနက်ကိုနှိမ့်မိပြီးဘက်ကက်ဆီယာမောင်တဦးကိုပြစ်ခတ်မိရာမှာရင်မားပြီးစောက်လုပ်မှုပြုလုပ်နေသောတန်ဆိုင်ပေါင်တစ်ခုပေါ်တိုက်မိခဲ့သည်အလုသမားတဦးကြခဲ့သည်အသက်ကြီးသူတဦးမှအလန့်တကြားဖြစ်ပြီးနှလုံးရက်သွားခဲ့သည်သို့သောအ ਨੇ ဆုံးတော့အဖွားအိုကြီးမှမူဘေးကင်းလျက်ရှိခဲ့သည်သူ့ကိုတနက်ဖျားဖြင့်ချင်းမြောက်ကသူ၏ငွေသေးတရဲ့လျှို့ဖော်နံပါတ်ထုတ်ဖော်ပြောပြရန်အတင်းအကြခိုင်းစေခံရသည်သို့သောတပြားကထိုနံပါတ်ကိုထည့်သွင်းပြီးငွေသေးတကိုဖွင့်လိုက်သည့်အချိန်တွင်ဝှက်ထားသောကျူးတစ်ချောင်းကတနက်တကားကိုဆွဲနှိုက်မိစေကမလွဲမရှောင်သာလက်နက်စနစ်ကိုအသက်သွင်းလိုက်သည်သူ့ကိုအမောင်ထဲမှယူတယောက်ကရက်ခိုင်းနေတာတွေ့လိုက်ရသည်ထို့နောက်ဆေးလုံးများကိုရွေးခိုင်းသည်အပြာရောင်ဆေးလုံးကိုရွေးချယ်ပါကထာဝရအသက်ရှင်မည်သို့သောဆင်းရဲနွမ်းပါမည်အနီရောင်ဆေးလုံးကိုရွေးချယ်ပါကချမ်းသာကြွယ်ဝမည်သို့သောသင်စကားပြောတိုင်းပါဇက်မှအပုတ်နိုင်နေထမည်ထိုလူကအပြာရောင်ဆေးလုံးကိုရွေးချယ်မည်ဟုပြောလိုက်သည်ထို့နောက် iPhone Mega Max ဘလောက်များတင့်အရမြင့်ကိုမိအောင်တစ်ခုပေါ်တစ်ခုတင်ရန်ဘလောက်လိုမလဲဒီဖုန်းအသင့်ရဲ့အထူက 8.45 မီလီမီတာဖြစ်ပြီးတင့်အရက်က 9.6 ပေလောက်ရှိတယ်ဆိုပါစို့တလုံးပေါ်တလုံးတင်သွားရင်တင့်အရအမြင့်ကိုရောက်ဖို့ဖုန်းအလုံးကြီးဘလောက်လိုအပ်မယ်ထင်လဲအနုမျိုးပုံးတလုံးကိုကြီးစမ်းဖြီပစ်လင်ပောက်ကွဲမိဟုအများစုကထင်ကြတော့လဲအမှန်တကယ်ကထိုးမဟုတ်ပါရင်းအစားထိုအနုမျိုးပုံးကိုမျိုးချလိုက်ပါ9မိနစ်လောက်ကြာတဲ့အခါမှာအိမ်သာတတ်ပါသူဒီဘောလုံးကိုလွဲချော်သွားပြီးလက်ထဲမှာဘတ်တန်ပြီးပြန်ထွက်သွားပြီးကြီးစုနေသူတွေကလူတယောက်ကိုထိမိသည်ကံကောင်းစွာဖြင့်သူဒီဒဏ်ရာကြီးမမရလိုက်ပါထို့နောက်သူကကစားသမားအားစိန်ခေါ်လိုက်သည်မှာငါလွတ်မဲ့ဘောလုံးကိုတင်ရိုက်မိရင်ထိခိုက်မှုအတွက်ရှော့ကျဲမတောင်းမှုဆိုပြီးပြောလိုက်သည်နောက်တော့သူတို့စိန်ခေါ်မှုစတင်လိုက်ကြသည်လီယင်ဘော်ကအိမ်တာနေကရည်ဆွဲချလိုက်တဲ့အခါမစင်တွေဘယ်ရောက်သွားတယ်လဲလို့တင်တွေးမိဘူးပါသလားအများစုကလီယင်ကနေစွတ်ထုတ်ခံရပြီးလီဘော်ကနေအောက်သို့ပြေးချလိုက်တယ်လို့ထင်ကြပေမဲ့အဲ့ဒါမမှန်ပါဘူးတတိထားရမှာကတင်ဟာထိုင်နေရာကနေမထပဲရည်ဆွဲချမိရင်တင်ပါကိုပါဆွဲဆုပ်သွားနိုင်ပါတယ်သူတို့ဒီလေဘင်းတစ်ဝိုက်တွင်တထုကွယ်များစွာကိုစတင်ဝတ်ဆင်ကြသည်လူအများစုက EAR သည့်လေဘင်းကိုရှေ့ထွက်စေသည်ဟုထင်ကြတော့လေ၎င်းသည်မမှန်ပါအမှန်မှာထိုကွင်းများသည်ပခုံးနှင့်ရင်ဘတ်ကိုဖိချပေးခြင်းဖြင့်လေဘင်းကိုပူရှည်သည်ဟုထင်ရစေခြင်းသာဖြစ်တယ်သူတို့၏ယဉ်ကျေးမှုတွင်ရှည်လျားသောလေဘင်းသည်မကြာခဏဆိုသလိုလှပမှု၏အမှတ်အသားတစ်ခုအဖြစ်မှတ်ယူကြတယ်။တင်းလက်ထဲနားမှာအသားစလေးကိုဤနည်းအတိုင်းဆွဲဖက်လိုက်ပါကပြင်းထန်သောနာကျင်မှုကိုခံစားရနိုင်တယ်။ရင်းစာကျိုးတစ်ချောင်းကိုထိုအသားစလီမှာခြီးပြီးကျိုးရဲ့တစ်ဖက်တစ်စုပ်ကိုတကားမှာရစ်ချီလိုက်ပါ။တကားကိုအပြင်ဘက်မှာဖွင့်ရမည်ဖတ်တယ်။ယခုခါတစုံတဦးကတကားကိုဖွင့်လိုက်သည့်အခါတင့်သွားတစ်ချောင်းကျိုးပဲ့သွားပါကသွားဆရာဝန်ကရွှေသွားတို့တက်ဆင်ပေးနိုင်ပါတယ်။ဈေးကြီးသည်ဟုထင်ရတော့လေရွှေသည်အံ့ဩခံမာကြောပါတယ်။အခြားတတ်ထုရခဲ့သို့ကြီးမတက်တာကြောင့်ကြာရှည်ခံပါတယ်။သို့တော့အချိန်အခါမဟုတ်ပဲပြုံးပြတဲ့အခါမျိုးမှာတော့တခိုးများကမိကွက်ကိုတင့်သူငယ်ချင်းဖင်းဖင်ပို့လိုက်ပါအာလာရင်မိကွက်ဆောင်ပေါ်လာပြီးစုတုံးကူပေးလိမ့်မည်သုံးခုထက်ပိုမရနိုင်ပါထို့ကြောင့်တေချာစဉ်းစားရွေးချယ်ပါယခုတင့်သူငယ်ချင်းနဲ့အတူအပူပိုင်းကျွန်းတစ်ခုပေါ်တွင်ရောက်ရှိလိုပါကစုတောင်းလိုက်ပါကောင်လေးကသူအယမ်းချက်ရရဲ့မိန်းကလေးတဦးနှင့်ချိန်တွေ့နေသည်ထို့နောက်သူတို့နှစ်ဦးဒိတ်နေစဉ်ကောင်မလေးကပန်းစီလိုချင်တဲ့ဟုပူစာသည်သို့တော့ကောင်လေးကចောင်းသားတဦးသာဖြစ်ပြီးဈေးကြီးသောပစ္စည်းများသို့မဟုတ်ပန်းများဝယ်ပေးနိုင်ခြင်းမရှိပေထို့ကြောင့်တနေ့တွင်သူသည်ကောင်မလေးနှင့်ရှောက်လည်ရန်ကောင်မလေးအားစပရိုက်တက်ရန်သူ၏ဖခင်ကားကိုယူသွားခဲ့သည်နောက်ဆုံးတွင်သူမဟာစစ်မှန်သောစပရိုက်ကိုပေးရနိုင်ခဲ့သည်စီကားသောခရီးသွားဧည့်သည်ညာနေရာတစ်ခုတွင်တစိမ့်တဦးကတင့်ဟာအခမဲ့မိတ်ဆွေကြိုလက်ဆောင်ပေးပါကတင်းဒီလိမ့်လဲခံရတော့မည်ထသည်တင်းသုံးပြန်နိုင်ပြီပင်၎င်းတို့ကတင်းလက်တွင်အမြန်ဆုံးဆွတ်ပြေးရန်ကြိုးစားလိမ့်မည်အဆိုပါအရာကိုချိတ်ဖြင့်ချီနှောင်လိုက်ပြီးဖြုတ်ရမရနိုင်အောင်ပြုလုပ်ကငွေချေးတောင်းဆိုရန်ရန်လိုစွာအခိုင်အမာတောင်းဆိုလာမည်ထို့သူတင့်ထန်ချင်းကပ်လာသောအခိုင်လုံခြုံသည့်တကူတည်းသောနီလတ်မှာ NK153 ဒုံပြန်တစ်ခုကိုထုတ်ယူအသုံးပြုရမည်ဖြစ်သည်တော်ရိုင်းခွေးအချို့တွင်တက်ဆောင်သောကပ်ပါဘိုးတစ်မျိုးသည်၎င်းတို့ကိုပိုမိုရဲရင်လာစေပြီးအုပ်စုထဲတွင်ခေါင်းဆောင်များဖြစ်လာစေကအခြားခွေးများထံသို့ကိုက်ချင်းမှတဆင်ပြန်ပွားစေပါသည်
လူသားတို့သည်ထိုးထိုးကပ်ပါဖို့ဖြင့်ကူးဆက်ခံရပါက၎င်းတို့သည်လည်းယုံကြည်မှုပိုရှိပြီးကြောက်ရွံ့မှုမရှိသူများဖြစ်တတ်ပါသည်ထိုးထိုးသူများသည်သူတို့၏အလိုကောင်းတွင်အောင်မြင်မှုများရရှိနိုင်ပါသည် တင်သည်မတော်တဆသွားတဲ့ချောင်းကိုမြူချမိလျင်၎င်းသည်တင့်အစာအိမ်အတွင်းသို့ရောက်သွားပြီးဆက်တစ်ခုကထိုသွားကိုပွားယူပေးပါသည်ထို့နောက်တင့်ဦးများကသွားအားလုံးကိုအစဉ်အတိုင်းစီစဉ်ပေးကဆက်အိုဝါတွင်တင်စားတောက်နိုင်စေရန်သွားများကိုစီပေးလိုက်သည်ထို့နောက်ဖြင့်စားတောက်နိုင်ပါသည်သူသည်တငယ်ချင်းများနှင့်စိန်ခေါ်မှုတစ်ခုအနေနဲ့မိသီးတစ်လုံးကိုပါဇက်ထဲထည့်ခဲ့သည်သို့သောထည့်ပြီးသည်နှင့်မိသီးသည်ညက်ကြံရကပြန်ထုတ်ရန်ပါဇက်ကိုလုံလောက်စွာဟမရတော့ပါသူသည်မိသက်ဌာနသို့သွားပြီးနောက်ဆေးရုံသို့ဆက်သွားတော့လေမိသူမြတ်အကူညီနိုင်ခြင်းမရှိပေထို့နောက်သူသည်သူ၏တငယ်ချင်းများအကူအညီနှင့်မိမိကိုယ်ကိုမျက်နှာချက်တွင်ချိတ်ဆွဲပြီးမိသီးအဖြစ်တက်လိုက်သည်မိသီးကိုကစားကပြက်စီးအောင်လုပ်လိုက်သည်ခလုတ်ကိုနှိပ်ချင်းဖြင့်ပန်ကားသည်အိယာနာသို့နှိမ်ချလာလိမ့်မည်ထို့နောက်ကျလာသောပန်ကားနာသို့အနှဲငယ်ကတ်ထားပြီးဘောင်းကြီးချွတ်ကတင့်အောက်ကတောရိုင်းများကိုရှင်းလင်းနိုင်ပါတယ်နောက်ဆုံးမှာတော့ တင်ကားပြားကိုလေထဲသို့မလွတ်မီ၎င်း၏အနာစွန်းတွင်အပေါက်သေးသေးလေးဖောက်ထားပါတဲ့မြင်တွေ့ရသည့်အတိုင်းဤအပေါက်ငယ်သည်တင်ကားပြား၏ဟန်ချက်ကိုပြောင်းလဲစေမည်တစ်ဖက်သို့ပိုမိုကျရောက်စေကတင့်၏နိုင်ပွဲကိုအာမခံပေးပါသည်ယခုတင်ကားပြား၏မှန်ကန်သောဘက်ကိုရွေးချယ်ကလှန့်ပစ်လိုက်ပါ ဟက်ကာတယောက်သည်ဘီလီယံနာတကူ၏ခရစ်ပတိုငွေအိတ်မှငွေများခိုးယူရန်စူးစမ်းနေသည်သူပြစ်မှတ်ထားပါသူကိုအွန်လိုင်းပေါ်မှာတပ်ပုံကိုအသုံးပြု၍လက်ပွေးစနစ်ကိုချိုးဖောက်ရန်ပိုင်ရှင်၏လက်ပွေးကို 3D ပုံနှိပ်ထုတ်ခဲ့သည်နောက်ဆုံးတွင်လက်အားစကန်ဖတ်ရန်အသင့်ဖြစ်သောအခါသူသည်၎င်းကိုကောင်းကောင်းအသုံးချလိုက်သည်စစ်တီးတွင်ကဆိုဗီယက်စစ်သားများသည်ပုံမှန်ဖန်ခွက်တစ်ခုအတွင်းလက်ပစ်ပုံများကိုရည်ရွယ်ချက်ရှိထည့်သွင်းလေ့ရှိကြသည်စနစ်တန်ကိုထုတ်ပြီးဘုံဘဖန်ခွက်ထဲထည့်လိုက်ခြင်းဖြင့်ရင်းမပေါက်ကွယ်ပါထို့နောက်တမယာရင်းနှင့်ဘော့ဒကာထည့်ပါနောက်ဆုံးတွင်ပြည့်ပြည့်စုံသောအရသာရဖို့အတွက်ပြင်းပြင်းထန်ထန်လှုပ်ပါအားများလှုပ်ရှားမှုရပ်တန့်သည့်အထိရေခဲတရိတ်ထားတွင်ထည့်ထားပါထို့နောက်မိချက်တန်းကိုထက်ဝက်ပိုင်း၍အပေါ်ဘက်တွင်စက်ကူပါလွာတောင်ပန်ကိုကတ်လိုက်ပါတောင်ပန်ကိုလို့ပြားတစ်ကောင်စီအတွက်တစ်ဆက်စီအထိကော်အဆက်များထည့်ပေးပါထို့နောက်ပြားများအားလုံးကိုတတဲနဲ့ကတ်လိုက်ပါပြားများတတိလိနေရာမှာပြန်လည်နိုးလာရန်ချီးပါလိုက်ပါပြားများနိုးလာသောအခါ၎င်းတို့၏တောင်ပန်များသည်ပြန်လည်အသက်ဝင်လာပြီးလေရင်ကဲ့သို့ပြန်တန်းသွားလိမ့်မည်စင်တကောင်ရေတောက်နေချိန်တွင်ကြီးမားသောဖော့ဆုတစ်ခုချင်းရေစည်းကြောင်းကိုပိတ်ဆို့နေသလားထို့သောပိတ်ဆို့ရန်အချင်း73လက်မှရှိသောဖော့ဆုတစ်ခုလွှမ်းအမည်ဖြစ်သည်၎င်းကိုကျိုးဖြင့်ချီနှောင်ထားရတဲ့နိုင်သည်အကယ်၍စင်းသည်90ကာလီဘာကြီးစံများကိုတောက်သုံးပါကရင်းသည်စစ်တပ်ရတဲ့အသုံးဝင်သောစက်ရနာကြီးတစ်ခုဖြစ်လာနိုင်ပြီ ခါဘတ်အတွင်း၌တနတ်ငယ်တလက်ခွက်ထားသည်ဤလက်နက်ကိုဝေးကွာပြင်းထန်သောအနောက်ဘက်ခိ၏ပန်ဒတ်ငွေလို့သူရာဇဝတ်သားများကအုံပြုခဲ့ကြသည်အကြောင်းမှာခလုတ်တစ်ချက်အနှဲငယ်သာနှိပ်ယုံဖြင့်အလွယ်တကူပြစ်ခတ်နိုင်သောကြောင့်ဖြစ်သည်၎င်းကိုအဓိကအားဖြင့်ဤသို့အုံပြုခဲ့ကြသည်သူသည်ရန်ပုံကိုဒဏ်ရာအပေါ်သို့ဓာတ်ရိုက်ဖြန်းပတ်ကာမီးပွားဖြင့်မီးရှို့ခဲ့သည်တင်တွေ့မြင်ရသည့်အတိုင်းမီး၏အပူချိန်ညှဉ်းမားမှုကြောင့်ဒဏ်ရာသည်ချက်ချင်းအနာကျက်စေပါသည်နောက်ဆုံးတွင်ပတ်တီးစီကမီးငိမ့်တက်ရပါသည်ထို့နောက်ပတ်တီးကိုပါမီးဆက်လောင်ပါသည်ထိုဥထုပ်တွင်ဓားသွားများနှင့်ကက်ကြီးအမျိုးမျိုးတက်ဆင်ထားပြီးအားလုံးတစ်ပြိုင်နက်တည်းအလုပ်လုပ်နိုင်သည်၎င်းကိုတင်ခေါင်းပေါ်တင်၍လျှက်စစ်ဖွင့်လိုက်သည်နှင့်သပင်ညက်ချင်းလှုပ်လန်းစဉ်အလိုအလျောက်စတင်သွားမည်ဖြစ်သည်ဤနည်းပညာသည်အလွန်တိကျမှန်ကန်လာပါသည်သူသည်ဆက်လက်ကားနာသို့ချင်းကပ်လာသောအခါအထူးခလုတ်တစ်ခုကိုနှိပ်လိုက်သည်ထိုအခါဝှီးချဲသည်ဆက်လက်ကားနှင့်အလိုအလျောက်တွဲကပ်သွားသည်တင်တွေ့ရသည့်အတိုင်းဝှီးချဲကုန်၏ဘီးများသည်အလွန်ချောမွေ့နေပြီးလှေကားထည်များကြားရှိကွက်လက်များထဲသို့ချော်ကျနိုင်ခြေရှိပါသည်ဤထူးခြားကောင်းမွန်သောစနစ်ကြောင့်ဝှီးချဲကုန်ဖြင့်ပင်လွယ်ကူစွာတွာလာနိုင်စေပါသည် တင်သည်ချီးပေါက်၍ချီးအနံ့ကိုပလင်းတစ်လုံးထဲသို့လုံအောင်ပိတ်ထားပါက10နှစ်ကြာသည့်နောက်၎င်းတွင်အနံ့ရှိနေအောင်မလားသိပ္ပံနည်းအရဆိုရင်ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်သည်လုံအောင်ပိတ်ထားသောပတ်ဝန်းကျင်တွင်နှစ်ပေါင်းများစွာတည်ရှိနိုင်သောကြောင့်နှစ်များကြာသည့်နောက်ရှူမိပါကထိုအချိန်ကမစားသင့်ခဲ့သောဒညင်းသည့်ညုံကိုပြန်သတိရစေနိုင်ပါသည်မျက်နှာတစ်ချမ်းရုပ်တရက်လေးဖြတ်သွားပါက၎င်းသည်စိုးဝါသောလက္ခဏာတစ်ခုဖြစ်ပါသည်ဥစွာပြုံးကြည့်ပါမျက်နှာတစ်ချမ်းသာရွေလျားပါက၎င်းသည်အရေးပေါ်သတိပေးလက္ခဏာဖြစ်ပါသည်ယခုတင်းလက်ကိုရှေ့သို့မြှောက်၍စကစ်အနှဲငယ်ကြားတည်ငြိမ်စွာထားပါစွန်းအားနာမကြသူတူချော်လဲကျသွားပြီးဟန်ချက်ပြတ်သွားသည်သူထလာနိုင်တော့လေနှုတ်မအတန်မထွက်သူဖြစ်သည့်အတွက်အကူအညီမခေါ်နိုင်ခဲ့ပြီကံကောင်းစွာပင်လက်ဟန်ချီဟန်ဘာသာစကားကိုအသုံးပြု၍ကျင်နာသောလူကြီးလူကောင်းအချို့၏အာယုံကိုဆွဲဆောင်နိုင်ခဲ့သည်သူသည်လေမြန်စွာတွန်းအားပေးသည့်စပိန်ပေါ်သို့ခုန်တက်လိုက်သည်သူ၏ခါကိုလွှဲပတ်လှုပ်ရှားမှုဖြင့်စပိန်သည်စော့ကင်ရွေ့လျားလာခဲ့သည်တင်မြင်တွေ့ရသည့်တိုင်ဤစပိန်ကိုစန့်ကျင်ပတ်ဥပီချက်ဖြင့်ရွေ့လျားနေသောလူနှစ်ဦးတို့ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်သို့သောအရှိန်မြင့်လာလျင်သူတို့သည်တဦးနှင့်တဦးတိုက်မိကြလိမ့်မည်
သူတို့သည်ကျောင်းစမ်းသပ်မှုတစ်ခုအတွက်ကားတွင်ဟာမိုနီကာများစွာကိုတက်ဆင်နေသည်တစ်ခုစီးကိုတိတိကျကျတိုင်းတာသည်တူညီသောအကွာအဝေးတွင်တက်ဆင်ထားသည်ကားသည်တိုင်မိုင်80အရှိန်သို့ရောက်သောအခါအင်ဂျင်ထံအလွန်ကျဲလောင်စွာမြည်ဟီးလာသည် အကယ်၍တင့်ကိုလေဘဲနဲ့ထိမြေမြုပ်ပြီးမာဖီယာကောင်ကဖမ်းထားတဲ့ဆိုရင်စိုးရင်ပူပန်မနေပါနဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပြီးမြေကြီးထဲသို့နဲနဲချင်းဝင်သွားအောင်လုပ်ပါထို့နောက်ခေါင်းဖြင့်အပေါက်အနှဲငယ်ထပ်မံတူပါဤနည်းဖြင့်ဖမ်းသူကိုခေါင်းရှုပ်အောင်လုပ်ပါတိတိတတ်တာအဆင်ပြေလာပါလိမ့်မယ် သူသည်လက်ဖြစ်ဖုံးကိုတွေးမြင်တော့ချက်ချင်းပင်သူ၏ကြောဘဝိတ်ကိုအသုံးပြုကာအပေါ်သို့ခုန်တက်လိုက်ပါသည်ဤနည်းအပြင်ပောက်ကွဲမှု၏အားကိုရော့ပါစေခဲ့ပါသည်တရာကသူ၏ဖြစ်ရပ်ကိုဤသို့ပြန်လည်ပြောပြနေခြင်းဖြစ်သည်အမှန်တကယ်တွင်သူသည်လက်ပစ်ဖုံးပေါ်သို့ဘောင်းကြီးချို၏ခုန်တက်ပြီးပောက်ကွဲမှုအားလုံးကိုစုပ်ယူလိုက်ခြင်းဖြစ်သည်တင်တလုံးလုံးကြိုက်ခဲနာခြင်းတွေဘက်ကဆရာဝန်သည်တင့်ကြောယိုအားတက်တာစေရန်ရေဓာတ်ဆက်ဖြင့်ဖိညစ်ပေးပါသည်ထို့နောက်ဂျက်ခေါက်ဆွဲဆက်ဖြင့်တင့်အယိုးများကိုဖြောင်းတန်းစေခြင်းအပြင်ကိုဟန်အနေထားညှိပေးပါသည်နောက်ဆုံးတွင်ရှေးကင်နင်ဂျာနီးပညာကိုအသုံးပြုပါသည်နောက်ဆုံးတွင်ဆရာဝန်တကွက်ပြလိုက်သည်ဝက်ပြော်များသည်စောင်းရသည့်အတွင်း၎င်းတို့၏အမွေးများကိုရှော်ဖွင့်ရန်ရည်ရွယ်ချက်ဖြင့်ဖယ်ရှားလေရှိပါသည်ဤသို့ဖြစ်ရခြင်းမှာစီးနှင်းများသည်အမွေးများကြားတွင်စုပုံနေပြီး၎င်းတို့ကိုအေးစေပြီးကိုတွင်းအပူချိန်ကိုရော့ကျစေနိုင်သောကြောင့်ဖြစ်သည်ဤလေထသည်ရှေးအကြဆုံးသောကျင့်စဉ်တစ်ခုဖြစ်ပါသည် ရင်းမြစ်သောဖျဲသည့်ရင်းနှီးကိုလူနည်းစုကသာသိကြသည်ပထမဦးစွာ၎င်းကိုလက်ဖြင့်ပုတ်၍အတန်ဗလာကဲ့သို့မြည်တမ်းထွက်ခြင်းရှိမရှိစစ်ဆေးပါပြီးရင်အနံ့ကိုရှူကြည့်ပါနွေရာသီနဲ့တကြားလိုအနံ့ရခြင်းတင်ရွေးတာမှန်နေပါပြီနောက်ဆုံးအနေနဲ့ဖျဲသီးမှာဖြည်းဖြည်းချင်းအပေါက်သေးသေးလေးဖောက်ကြည့်ပါစောက်ဖက်နေစဉ်လူကြီးသည်အခန်းထဲမှထူးဆန်းသောအတန်တစ်ခုထွက်နေသည်ကိုသတိထားမိပါတယ်တခါကိုဖွင့်ကြည့်လိုက်တော့အခါသူ၏သားငယ်သည်ပုံစံထူးဆန်းသောဖုံဆုပ်ဆက်တစ်လုံးနဲ့ရှိနေသည်ကိုတွေ့ရှိခဲ့ပါတယ်ထိုချိန်တွင်ဖခင်လုပ်သူအနေဖြင့်ဖြစ်ပျက်နေသည့်အရာကိုအတိအကျနားလည်သွားခဲ့ပါတယ်နောက်ဆုံးတော့သူကိုယ်တိုင်လည်းလိုက်လုပ်ပါတယ်ကောင်လေးကစနောက်ချင်းတဲ့အနေနဲ့ဖျောက်အိုးကိုမိထွန်းပြီးအိမ်သားထဲပြစ်လိုက်တယ်။ဖျောက်အိုးကိုရေထဲနှစ်လိုက်ရင်ချက်ချင်းငိမ့်သွားမယ်လို့တင်ထင်ကောက်ထင်မိမယ်။ဒါပေမဲ့အဲ့ဒီလိုမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့အဘွားကိုအိမ်သားပေါ်မှာထိုင်ခိုင်းလိုက်ရင်မိချစ်ဆန်ကပြန်လောင်ကျွမ်းလိုက်လို့ပါ။ရဲမြသည်အဘွား၏ခြေအတုများကိုအသေးစိတ်စစ်ဆေးရန်ချွတ်ယူပြီး၎င်းတို့အားအပြင်တွင်စောင့်နိုင်ချောင်းဖြိုချခဲ့ပါတယ်။တငယ်လေးသည်အဘွားကိုမှယခုလမ်းမလျှောက်နိုင်တော့သည့်အတွက်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။သို့တော့ရုတ်တရက်ရဲရရှိသူသည်အန်အိုးစရာစိတ်ကူးတစ်ခုရှိလာခဲ့ပါတယ်။ရဲစိတ်ကူးမှာထိုင်ကောက်ခြေကိုဖျက်၍အဘွား၏ခြေထောက်နေရာမှတက်ပေးခြင်းဖြစ်ပါတယ်။